မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်ကာလမှာစုံနာကာယိကာလိုနာမည်ရှိတဲ့သူတယောက်ရှိပါတယ်။သူကကိယုနာတရားကိမဲ့သူတယောက်ဖြစ်ပါတယ်။သူကအသက်မွေးဝမ်းကြောင်းအတွက်ဝက်ကိုနေ့တိုင်းတက်ပြီးရောင်းစားနေတဲ့သူတယောက်ပါ။ဒီနေ့မှာတော့သူကအကြီးဆုံးဝက်ကိုရွေးပြီးတက်မှရမယ်။ဘာလို့လဲဆိုတော့မနေ့ပြန်ကပွဲတော်နေ့ဖြစ်တာကြောင့်ပွဲတော်အတွက်တင့်လျော်တဲ့ဝက်အကြီးဆုံးကိုတက်မှရပါမယ်။မိမရေမိမငါဒီဝက်ကိုတက်ဖို့ငါ့ကိုရှင်နှွေးပူပူလေးတဲလာပေးပါအောင်ကွာ။လာပါပြီတော့ရှင်ဝက်ကိုသာအစင်သင်းလှုပ်ထားလိုက်အခုချက်ချင်းရေနွေးပူပူရအောင်လုပ်ပေးပါမယ်တော့အဲ့ဒီနောက်မှာတော့ရေကိုပွက်ပွက်ဆူအောင်တည်ပြီးနောက်မှာစုံတကာကြီးကရေနွေးပူကိုခတ်ပြီးဝက်ပဆက်ထဲလောင်းချလိုက်တယ်ဝက်ကိုတက်ပြက်တယ်ဝက်ကလည်းအလွန်နာကျင်နေပြီးဟစ်အော်ပြီးတော့တီးသွားပါတယ်စုံတကာကြီးကလည်းဝက်ကိုအသားအပိုင်းပိုင်းလိဖြတ်ပြီးသူမိမကိုဈေးထဲမှာသွားရောင်းခိုင်းပါတယ်ဝက်သားရတယ်ပြိုးဝက်သားရတယ်လက်လက်ဆက်ဆက်ရှိရနော်ဝက်သားရောင်းပါရရှင်ဒီအသားဘလောက်နဲ့ရောင်းတာလဲဒီအသားကလေခုနလေးမှတက်ပြီးယူလာတာတပိတ်တောင်1000ပဲပါရှင်တရားပဲယူလိုက်မယ်ယောက်ျားဖြစ်သူဝက်ကိုတက်ပြီးမိန်းမဖြစ်သူတွားရောင်းခိုင်းတယ်သူတို့လင်မယားကဒီလိုဝက်ကိုတက်ပြီးဝက်သားရောင်းစားတဲ့အလုပ်ကိုအသက်မွေးဝမ်းကြောင်းပြုလာတာအခုဆိုရင်သူတို့အသက်က55နှစ်ရှိနေပါပြီစုံနာကာကြီးကကုသိုလ်ကောင်းမှုတစ်ခါမှလည်းမပြုတ်ဘူးအာကုသိုလ်ပဲနေ့စဉ်အမြဲလုပ်နေပါတယ်အဲ့ဒီအချိန်မှာပဲရွာတကြီးကရွာထဲမှာအလူငွေလာကောက်ပါတယ်မနှက်ပြန်ဥပုံနေဖုံးကြီးเจ้าမှာဆုံးကက်မလို့ပါဝင်ကုသိုလ်ယူမလားစုံနာကာကြီးကကျွန်တော်မှာတော့ပတ်စံသိမ့်မရှိလို့ပါတကြီးရဲ့နောက်မှပဲလူတော့ပါမယ်ဆိုပြီးစုံနာကာကြီးကညင်းလိုက်တယ်အဲ့ဒီအချိန်မှာဘေးနာဖြက်လျှောက်လာတဲ့ရွာသား3ယောက်ကကျွန်တော်တို့လူချင်ပါတယ်တကြီးအေးကောင်းတယ်ကွာကောင်းတယ်ကိုနောက်ပါတာဒီကုသိုလ်တရားပဲရှိတာကြုံတုံရှိခိုက်မြများလှုပ်ထားကြတာတုပါကွယ်တာတုငါရှိရနေအားလုံးထွက်သွားစမ်းအရင်လူချင်နေတယ်ဆိုရင်တခြားနေရာမှာတော့ပြောကြငါနောက်အလူเจ้าနေလာမပြောနဲ့ငါမလူနိုင်ဘူးအဲ့လိုနဲ့နောက်တစ်နေ့ကိုရောက်လာတော့စုံနာကာကြီးအာကုသိုလ်ကံရဲ့အကျိုးပေးချိန်ရောက်လာတော့သူ့ဝက်ကိုသွားကြည့်နေတော့မှရင်ထဲတစ်ခုလုံးအလွန်ပူလောင်ပြီးနာကျင်နေရပါတယ်ဒါကသူ့ဝက်ကိုတတ်တုံးရေနွေးပူတွေကိုဝက်ပဆက်ထဲလောင်းထည့်နေရတယ်လို့အခုလေသူအဲ့ဒီနာကျင်မှုမျိုးကိုပြန်လဲခံစားနေရပါတယ်အိုးပူရဲအရန်ပူရဲကျေးဇူးပြုပြီးငါ့ကိုကူညီပါဘာလို့တလောက်တောင်ပူနေရလဲကွာပူရဲခဏအတွင်းမှာပဲသူ့မိန်းမထွက်လာပြီရှင်ဘာဖြစ်နေရလဲတော့ဘာလို့ဒီလိုဖြစ်နေရလဲမိန်းမရေငါ့ကိုကူညီပါငါဒီဝေဒနာမခံစားနိုင်တော့ဘူးငါသိတော့မှထင်တယ်မရတော့ဘူးပူရဲကျမရှင်ကိုဘယ်လိုကူညီပေးရမလဲရှင်ကျမလည်းရှင်ကိုဒီလိုမြင်ရတာစိတ်မအေးချောင်းရှင်နဲ့ထပ်တူနာကျင်နေရပါတယ်စုံနာကာကြီးကသူတသက်လုံးပြုလာတဲ့အာကုသိုလ်ကံကြောင့်သူလည်း9ရက်တိတိအဲ့ဒီဝေဒနာဆင်းရဲဒုက္ခကိုတံပြန်ခံစားနေရပါတယ်9ရက်မြောက်နေ့မှာတော့ရှင်ယဟန်လေးပါးကစုံနာကာကြီးအိမ်ရှိနာမှာဆွမ်းလာခံရင်းနဲ့ဝက်အော်တန်လိုလူအော်တန်လိုနဲ့ကြားလိုက်တော့ဟဲ့ညီတော်တို့ကြားရလားဟေ့ဘာတန်လဲတပည့်တော်တို့ကြားရတာဝက်အော်တန်ပါဖေ။အေးနော်ဘာဝေဒနာခံစားနေရပါသလဲတလောက်တောင်အော်နေတာဒီနောက်မှာရှင်ယဟန်လေးပါးကဖျားရှင်စီမှာရှောက်တင်ပါတယ်အရှင်ဖေဟာတပည့်တော်တို့ဆုံးခံကြွနေတဲ့ချိန်မှာဝက်အော်တန်ကြားရပါတယ်ဖေဟာအလွန်နာကျင်ခံစားနေရတော့အတန်ဖြစ်နေပါတယ်ဖေဟာဘာအကြောင်းကြောင့်ဖြစ်ပါသလဲအရှင်မြတ်စွာဖေဟာချစ်သားယဟန်တို့အဲ့ဒါဝက်မဟုတ်ပါဘူးအဲ့ဒီအတန်ကစုံနာကာကြီးဆိုတဲ့သူရဲ့အတန်မှာလူဖြစ်ရတာနဲ့ဘာကြောင့်ဝက်တန်လို့အော်နေပါသလဲရှင်ဖေဟာစုံနာကာကြီးဟာသူ့အသက်တစ်လျှောက်လုံးမှာဝက်ကိုတက်ဖြတ်လာတာကြောင့်အခုချိန်မှာသူအဲ့ဒီအာကုသိုလ်ရဲ့အကျိုးပေးလာတဲ့အတွက်ကြောင့်သူဝက်လို့အော်ဟစ်ပြီးဝေဒနာကိုခံစားနေရတာပါဒါတွေတင်မပြီးသေးပါဘူးချက်သားတို့သူတေလွန်ပြီးတဲ့အခါမှာလဲအလွန်ကြောက်ဖို့ကောင်းပါတယ်ဆိုတဲ့ငရဲပုံစီမှာပါသူကံရဲ့အကျိုးပေးတွေကိုပေးဆက်ရပြီးဝတ်လေနေရအောင်မှာပါချက်သားတို့မကောင်းမှုပြုတော်သူသည်အခုဘဝရောနောက်ဘဝမှာရောဘယ်တော့အခါမှချမ်းသာခြင်းစစ်စစ်ရမှာမဟုတ်ပါဘူးဆင်းရဲဒုက္ခတွေနဲ့ပဲကြုံတွေ့နေရမှာပါအဲ့ဒါကြောင့်လူဘဝရာတုံးရခိုက်မှာကုသိုလ်တရားများပြုကြပါအကုသိုလ်တရားများရှောင်ရှားနေကြပါနော်ချစ်ရဟန်းတို့အဲ့လိုနဲ့ပဲစုံနာကာကြီးရဲ့အကြောင်းပြုပြီးမြတ်စွာဘုရားရှင်ကယဟန်ရှင်အပေါင်းတို့ကိုတရားဟောဆုံးမလိုက်ပါတယ်
ဟုတ်ကဲ့ပါရှင်ဒါလေးကတော့အခုချစ်ရတဲ့ပရိသတ်တွေအတွက်သင်ငန်းစာပေပုံမြင်ဝတ္ထုကောင်းလေးပဲဖြစ်ပါတယ်ပရိသတ်တွေအားလုံးလည်းမိမိတို့ရဲ့နေ့တတူဝမှာမကောင်းမှုတွေရှောင်ပြီးကောင်းမှုတွေဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုကျမတို့ channel ကိုအားပေးနေတဲ့ချစ်ရတဲ့ပရိသတ်တွေလည်းပေးပြရဝေးကွာပြီးတော့ကျမ်းမာရှင်လန်းငွေဝင်ကျန်းကြပါစေအမကတော့တင်ဆက်သူ Lady King Voice Over Actor ပါနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ရှင်